အားလုံးပဲမင်္ဂလာပါဇာနီ gaming channel လေးပြန်လည်ကြိုဆိုလိုက်ပါဒီနေ့မှာဇိုးလေးချောင်လေးကိုဘလို့ကျန်းအောင်ဆော့သွားမလဲဆိုတာအကောင်ကြီးတို့ live ပါကြည့်ရှုလိုက်ရအောင်ကျွန်တော်ခုပြတဲ့ item လေးရကြတော့ပေါ့ကျွန်တော်တို့ဒီမှာလေကင်းကြရင်ကျွန်တော်ပြောသလိုအမြန်ဖက်နှက်လေးထည့်လဲရတယ်ဟိုဘက်ကမဂျစ်တွေပါတယ်ဆိုရင်တော့ကျွန်တော်မဂျစ် defense ပါတယ်ဖက်နှက်လေးထည့်ပေးပေါ့နော်ကျွန်တော်ကတော့ဒီ item လေးပဲသွားပါတယ်စကိုင်းပီယာစာတော့ brother အာလီဘိုင်ကေးတာနေတော့ထည့်လို့ကောင်းတယ်ဆိုပေမဲ့လို့အာလီဘိုင်ဖေးနေတော့ကျွန်တော်စကိုင်းပီယာစာထည့်လို့မကောင်းပါဘူးကျွန်တော်ကဒီလို item လေးမဆော့ပါတယ်ကျွန်တော်အရန်ကျန်းကျင်တော့ beauty နှစ်ချောင်းထည့်ပါတော့ဖက်နှက်ဖြုတ်ပြီးတော့brother ဟိုဘက်ကအမှန်စေပါတို့ဘာလို့ပါတယ်ဆိုရင် rose gold ထည့်လို့ရတယ်နည်းနည်းအမားလေးဆော့ကျင်တယ်ဆို white ထည့်ပြီးတော့ဆော့လို့ရတယ် brother ကြိုက်တဲ့ ambulance ကိုဆက်လို့ရတယ်နောက်တစ်ခုကတော့ ambulance တွေပဲပေါ့နော်ငါအမှားပြောလိုက်တာ item နဲ့ ambulance နဲ့တော့ငါခွဲခြားမနိုင်သေးဘူးဆိုတော့ချင်းကြီးကတော်တော်ဆိုးနေပြီကျွန်တော်အမှန်ဆိုရင်ဒီအောင်လေးဆက်ဖြစ်တယ်ပေါ့နော်ဒီနှစ်ခုလေးအကြိုက်တာယူလို့ရတယ်ဗျာအပြတ်ဆော့တင်တယ်ဆိုဒီအောက်ကပစင်လေးကိုယူပေါ့နော်ဒါကတော့ကျွန်တော်အဝိုင်းလေးကျတော့ creaser အမြန်လို့ကျွန်တော်ယူတာပါအလဲကကျတော့ကျွန်တော် spare CD ကို short ချပေးတာဖြစ်ပါတယ်ကျွန်တော်ကလုံးတောင်းစက္ကန့်တွေကို short ချပေးရဟာလေးပေါ့နော်ကျွန်တော်က flick ကမြင်မြင်ပြန်ပွင့်လို့အဲ့နေလို့ဆိုပြောနေကြတယ်ကျွန်တော်စမ်းသက်ပြရမယ်စမ်းသက်ပြမယ်ဆိုတော့ထူထူထူမဟုတ်ပါဘူးအားလုံးပဲသိရတဲ့အတိုင်းပဲချောင်း free time ပြလို့ကောင်းတယ်ပြီးတော့တက်ရတာ surprise လေးဖြစ်တယ် flick ကရှိနေပေးရမဆိုအကုန်လုံးဖြတ်လို့ရတယ်ကျွန်တော်အားလီဂိမ်းဆိုတော့ဒီမှာတော့ကျွန်တော်အရင်ဆုံး after c အောင်အားတယ် after c ရင်သွားလိုက်ပေါ့နော် after c ကျွန်တော်ထောင်ပရိုလေးတော်တော်များများဖက်နှက်ကိုဝယ်ရပြီးအောင်မဆက်ကြဘူး after c သွားတယ်သွားပြီးဟိုဘက်မိတ်တို့ပါလာပြီဆိုရင်ဒီတကောက်လေးထည့်ပေါ့နော်ကျွန်တော်ဟို fighter ချင်းဖြတ်မယ်ဆို BOD လေးသွားပြီးပါရင်တော့ BOD မထည့်ခြင်းဆိုရင် Sky Via စာထဲကေးတိုင်တော့ထည့်လို့ကောင်းတယ် Sky Via စာကေးဆောင်နဲ့တာနေ Sky Via စာဆက်တက်လေးစုပြီးလိုက်ပြီးကျုံရတာဆောင်းရတာရှိတယ်ပေါ့နော်ကျွန်တော်ကတော့ဖက်နှက်ဖြုတ်ပြီးတော့ဒီကောင်လေးထည့်ပေါ့နော်ဒါပေမဲ့ဖက်နှက်ကတော့အဲ့လောက်ထိရေးမပါဘူးဆိုပေမဲ့ကျွန်တော်ကတော့အမြန်ဖက်နှက်လေးဆက်လေးရှက်ထားရှိတယ်ပေါ့နော်အခုကကျွန်တော် free style လေးတဝက်နှစ်ကွက်လောက်ပြအောင်ဖြစ်ပါတယ်ချောင်းကဒီမှာအဒီလိုမျိုးတစ်ချက်သူ့ရဲ့ပတ်စစ်ရှိရပေါ့နော်သူ့ပတ်စစ်ရဲ့အနီတန်းလေးကလမ်းလေးလျှောက်လိုက်ဒီပတ်စစ်အနီတန်းလေးကထွက်တယ်ဒီမှာဆိုကျွန်တော်ကြည့်တစ်ချက်ကြည့်လိုက်ပေါ့နော်ဒီမှာဆိုပတ်စစ်အနီတန်းနဲ့ရရင်ကျွန်တော်ဓာတ်မီက3000ကျော်အောင်ထွက်တယ်ဗျာဟာလာလေကင်းရောက်သွားရင်အတိုင်းထွက်တယ်ပေါ့နော်မကျွန်တော်ရိုးရိုးရိုက်ပြမယ်ရိုးရိုးဆိုရင်ဒီမှာကြည့်လိုက်2000ကျော်ထွက်တယ်1000ကျော်ထွက်တယ်300ကျော်ထွက်တယ်ဗျာပတ်စစ်နဲ့ရိုက်မယ်ဆိုတော့ brother ဟိုမှာ3000ကျော်ထွက်တယ်ရောက်ရင်မန်ပတ်စစ်ရဗျာလမ်းပတ်ရှောင်းနဲ့ creed တွေစားတာပဲဖြစ်ဖြစ်အသုံးဝင်တယ်ပေါ့နော်ပြီးတော့တိုးသုံးလိုက်တာနဲ့နေလေကျွန်တော်ဒီပတ်စစ်ကတဝက်ကျော်ကျော်လောက်ပြန်ပြည့်ရဆိုမစိုးဘူးဗျာဒီကောင်လေးက free style လေးကပြလို့ကောင်းတယ်ဟာငါလည်းရေးတယ်လာလွဲနေ free style ကချောင်းကပြလို့အကောင်းဆုံးပဲပေါ့ဒီမှာဆိုရင်မှာ surprise free style သူပြလို့ရတယ်ကြိုက်တယ်လို့ပဲပေါ့နော်ကိုကြိုက်တယ်လို့မျိုးလေးပဲဒီမှာဒီလိုဝေးရနေကမ်းမလားပြလို့ကောင်းသေးရဲ့နောက်တစ်ခုရှိရတာဗာလဲဆိုရင်တော့ကျွန်တော်တို့လူတော်တော်များကြိုက်ရတဲ့ double dash ပေါ့နော် double dash ကကြတော့ကျွန်တော်တို့နည်းနည်းလေးလွဲရတဲ့ double dash ကရနိုင်မှုမဖြစ်နိုင်ဘူးကျွန်တော်ဥပမာဒီမှာပြမယ် double dash စလုပ်မယ်ဆိုရင်ကျွန်တော်ဒီနေရန်အလေကိုစပဲလေးပေါ့နော်ဒီနေရန်အလေကိုထိမှအချွန်လေးရှိရဗျာအဲချွန်နေရန်အလေကိုစိုက်ဝင်အောင်လုပ်မှဒါတော့ double dash ရတယ်ဗျာအရင်ကြုံသွားရင်လည်းမကောင်းဘူးဗျာဒီလိုကြီးကြုံသွားရင်လည်းမရတော့တော့ဘူးသိရမလားတော့ပြီးတော့ double dash ကဒီလိုမျိုးတဝက်လောက်မှပဲရတာပေါ့နော်2စတိုက်2ရတယ်ဒီမှာဒီလောက်ဆိုရင်လုပ်ပြီး2စတိုက်2ဒါလို့ double dash ရတယ်ဗျာ double dash ကလောက်ရတာလွယ်တယ်ဗျာဒီမှာနေရန်ရဲ့တဝက်ပဲယူရတာဗျာအရန်များလို့လည်းမရဘူးရန်နဲလို့လည်းမရဘူးပေါ့နော်ဒီမှာဒီလောက်ဆိုရင်ရပြီဗျာကဲပြောနေကြဗျာကျွန်တော်တို့ classic မှာသွားပြီးတော့ကျုံးလိုက်အောင်ကောင်းလို့ရေးဟာလာပြမီကွာငါချောင်းကိုင်းနဲ့ဒီစလီနာနဲ့နိုဗီယာပါပြအောင်ပါတယ်ဟဲ့အောင်ကြီးငါစိတ်တွေပြက်လာပြီကွာကဲစပြီးတော့စလီနာရောရှင်ထင်းရမို့အလီကင်းကဆောင်းရမ်းခတ်တယ်လုံးဝခတ်တယ်ဗျာဥမာဒါပဲကြည့်လိုက်တော့စလီနာမကြီးကငါကြောက်နေရတယ်ဟဲ့အောင်အဲ့လိုလစ်ကြီးဝင်ချတာကွာအစင်မပြေဘူးကွာလောက်ကြီးကဟာရောက်အမှန်ဆိုဗျာမှန်ဆိုစလီနာကချောင်းနဲ့ရှင်ထင်းလို့ရလာဆိုရှင်ထင်းလို့ရတယ်ဒါပေမဲ့ဖင်ရရင်တော့မရဘူးမှန်ဆိုကိုယ့်ကိုဆေးပလေးပြီးဆော့အောင်ပါဗျာဒီမှာအရှိကြီးရမ်းတက်နေတော့ကျွန်တော်တေသွားအဲကြောင့်ချောင်းဆိုရဲ့ဟီယူပါဗျာမလောအောင်သိရတဲ့အတိုင်းဆောင်းရင်ဖင်ရလို့မပေါ့ဘူးနော်ဖင်ရလို့သိတာပဲမနော်ကိုမကျန်းလို့သိရလဲမဟုတ်အနီဘက်ကောင်ကျန်းလို့လည်းသိရမဟုတ်ကိုယ်တိုင်ဖင်ရလို့သိရချောင်းကိုင်းမယ်ဆိုရင်ကြောက်ရမယ့်ဟီယူတွေကအားလောလို့ပါဘန်နီတတာတို့စလီနာစတန်းကောင်တွေဥပမာသွေးပြန်တက်တာကြီးသူ့ရဲ့ပင်ကိုကသွေးတွေပြန်တက်နေဟာကြီးဟီယိုတွေကိုတော်တော်ကြောက်ရတယ်လက်ဘူးလေးကြောက်ရတယ်ပေါ့နော်ဆော့တက်ရင်တော့မပြောတော့ဘူးဗျာလာခေါင်းမလေးမပြေးနဲ့မနဲ့ပြေးနဲ့မျိုးစိတ်နေရ
လိမ့်နေတယ်ခုနကငါ့ကိုအားလေးကင်းကိုဖေးအောင်လုပ်သွားတယ်ပေါ့ဘရာကြလို့မယုံဘူးလားမယုံကျွန်တော်လေကင်းညကျမ်းပြမယ်ဘရာသာတော့အားလုံးကြည့်ထားလိုက်ဒီလေရကောင်လေးရင်တော့နှောက်လိုက်မှာတားကြီးတို့လာဟာဒီရောလေအားကြောင့်ပြောတာဖင်ရရင်နှဟာသေးတယ်တဲ့ကောင်းပြီတပြည့်ပြည့်နဲ့7မိနစ်ပြည့်ရမယ်နော်လေကင်းရောက်တော့မယ်တားကြီးတို့နော်ငါကြမ်းအေးခုနငါ့ကိုရောလာထားရကောင်သေးဒါကြလို့ကြည့်နေလိုက်လေကင်းရကြမ်းပြန်ဘယ်တဲတွေကျိတ်နေတွေဖြစ်နေပြီပန်းသွားပြီကောင်တော့ဒါကြလို့အကောင်လှမ်းတန်းတာကန်ကောင်တန်းတာကန်ဒီဂျီရိုနဲ့မှနေရတော့မဟုတ်သေးပါဘူးကွာငါ့ကိုပြေးပဲပြင်းရော့လောင်းပြီးတန်းခေါက်သေးပြုံးမှသေးစိတ်ချမ်းသာဖြစ်နေဗျာအော်ဟိုမှာလာရော့ငရင်အိုင်းမှာရော့ရှော့ကွာမငရင်မှာဒီမှာနေမပို့ပြီးလိုက်ပြအောင်ကြောက်သွားမှာဖက်ကနေမရအောင်တီးမယ်ခေါက်သေးပြုံးတော့ခောက်ဆွဲပြုံးမှပြီးမှာဒါကြောင့်ကျွန်တော်စပြောခဲ့ပြီလေကင်းကြရင်ချောင်းကလေကင်းကြရင်ကျမ်းမှာလို့ပြောတာမယုံမရှိနဲ့ဟာကောင်းမလေးငါဆောင်းနေမုန်းနေကြလားဟာအေးပေါ့မုန်းပါတော့ဒီကောင်းကြီးငါရွေးတက်နေတာအိမ်မကောင်းပါဘူးပြောကြလို့ချောင်းဆွဲဟီရောကောင်းကြီးသိရတဲ့အတိုင်းပဲဗျာသွေးပြောတဲ့ကောင်းလေးဆိုခဏလေးနဲ့ပြတ်အမှကျွန်တော်ဒီကောင်းကိုကျွန်တော်တက်လို့ရဒါပေမဲ့မတက်တော့ဘာလို့လဲနောက်မှကြည့်လိုက်အောင်ဖင်မရတော့ကိုပြောမယ်ဆိုရင်တော့တောင်းကြီးဘယ်တော့မုန်းနေဆိုတော့လိုက်တာဟေးအသေးလိုက်တာနော်ပေါ်ရန်ဟီးပေးနေလို့ရအောင်နောက်မှဆိုမှကြီးအကောင်ပြစ်တာနဲ့တခါတန်းလျှော့တော့မှာလာလွဲတယ်ဟေးကန်းကောင်ငါ့ကိုလေးတိုက်တာကောင်သေးတယ်မေးကြီးပဲလေးကောင်ပစ်တာကြီးอ่ะတော်တော်လွန်တာပေါ့ကွာမှတ်ထားကွာမင်းသွေးပြောတဲ့ကောင်ကြီးဘယ်တော့မှမပစ်နဲ့တန်9ကောင်ကြီးပဲဖုန်းထဲကတက်တော့တွေကတွေ့တဲ့အတိုင်းပဲတာဝါကြီးပဲလေချိုးမယ်လို့9ကောင်မေး9ကောင်စတန်းနေပြီးဝိုင်းတက်မယ်လို့မထင်လိုက်နဲ့မင်းတို့ကအမှားမပါရင်မင်းတို့ဘာလုပ်လို့မရတော့ဘယ်တဲ့ဒီချိန်နဲ့စားနေပြီအော်တီးဝါကောင်တီးရောဟာငါဖုန်းကစောင်းနေထောက်နေရောက်ရေးဒီဘောကွာဖုန်းစုပ်လေးတော့ဒီလောက်ရှိတော့အမှလောကိုမှလောအားကိုမှတဲ့ကောင်မှသွားပြီးစနေလောအားကိုမှကောင်မှလည်းစပရိတ်ဆောက်တလဲတွေကြီးပဲတုံးအာရော့ကွာမပြောပါရဲ့လွဲပါရဲ့ဒါနဲ့ငါတိုင်ရတော်တော်ဆိုးနေဒါဒီကောင်နဲ့နှိုက်ဖို့ဒီမှာနှိုက်ဖို့ချောင်းနေဟာမြင်သွားပြီမင်းကိုတိတ်ပြီဒီငါ့ကိုမြင်သွားအဲ့ဒီမှာဟိုလျှောက်ပတ်ပြေးလိုက်ဒီလျှောက်ပတ်ပြေးလိုက်နဲ့တိုင်ပတ်နေရဖီလေးစားလိုက်နဲ့ကိုယ့်အေးစီလေးပဲချေးနေအိုးဘာလို့လဲနဲ့ကောင်းကြီးတို့ကြီးအိုက်တန်ကတော့ဖူးသွားပြီဗျာဟာကောင်းလေးမင်းတို့တီးပေးရတာပေါ့ကောင်းကြီးတို့မင်းတို့ဒီမှာတော့တမ်းဘာလို့မြင်အမ်းမရတော့မယ် brother မိနစ်လည်းရှိုးလာ20မိနစ်ဖြစ်နေပြီဟာဒုက္ခပဲကွာအဲ့ဖန်နီမကြီးတွေ့ရတယ်တန်းလာကန်ငါအာယူနှိပ်ထားမယ်ကြည့်အဲ့ဖန်နီမကြီးကတော်တော်ဆိုးဆိုးပါတိကမဟုတ်ကွာအဲ့ဗဇာနာကိုဘယ်ကောင်အားကိုးနေဒီကောင်လာတော့ဘယ်ကောင်အားကိုးလဲမင်းကဒီလောက်အောင်တင်ရဲနေရမှာငါပြောကြည့်ပါဒီကောင်တက်ရမလားဖန်နီပဲတက်ရမလားစပီနာပဲတက်ရမလားစလာနီးပဲသွားကျုံလိုက်တော့မယ်ကောင်းကြီးငစင်ရိုင်းမှာသွားကျုံအဲ့နေကိုဒီမှာခဏချောင်းနေအတော်ပဲဟေးဖုံးပျောက်သွားပြီကောင်းကြီးကပျောက်မြန်နေကွာဒီလားဟေးရောဟီရာကြီးဝင်တော့နဲ့လေကွာမင်းကဟာရောက်သေးတော့မှာပဲကွာမင်းတော့မပါတယ်ကွာမင်းငါတော့မလာတဲ့ဟာကြီးတော်လေးဖော်ရန်ဟီးပြီးသားလို့ကွာရောက်သွားပြီပြုတ်ရှော့ပြီငါပြောတယ်ကွာသေးပြီကွာငါပြောတယ်သဒ္ဒါနာမကြီးတော်ဖြစ်နေတာကောင်းပါလိလောအားကိုမတဲ့ဟေးအရောက်တဲ့ကလေးငယ်အာဒီတက်လို့ရှောက်သုံးနေတာချောင်းကြီးရလည်းကြည့်တယ်ရသွားပြီစိတ်မကောင်းပါဘူးငါဟိုသွားလိုက်ဒီသွားလိုက်နေဒီကောင်ကလွဲတယ်ဟေးတီးအောင်မတီးငါအဲ့ဒီဖလီကာထိပ်ကိုထိအောင်မထည့်လိုက်ရတော့တခါတန်းမှာပျောက်သွားဟောင်းချောင်းလေကင်းမင်းတို့ကြောက်အောင်အခုငါဖြစ်နေပြီကွာဟာရှောက်တောင်းကြီးမပေးရဘူးဟေ့အောင်ဘလူးကြီးသေသွားတာတော့ဟေ့အောင်ထရလည်းမမိပဲနဲ့သေသွားတာရေစောင်းလေးပဲလုံးဝမရှိဘူးဘာသာကိုတွေ့ရတိုင်းတွေ့ရမလားလေဘာကောင်းခိုင်းနိုင်နေတာကြီးပဲကွာကြာလာတော့ပြင်းလာပြီကောင်းကြီးစောင်းအောင်မစောချင်တော့ history ရှိုးလိုက်တော့ဟေးငါ့ဘက်ကောင်လေးရှယ်ဖြုတ်တာဟေ့အောင်ကြီးတော့ရှုပ်လို့မရဘူးကဲခေါင်းကြီးကအားလုံးဘိုင်ပါနောက်ထပ်ဗီဒီယိုအသစ်တွေဆက်တင်မှာမို့အားလုံးပဲအားပေးကြပါဦးခင်ဗျာ